ဖွာမြေဒီနေ့ပြန်ရတော့မယ်ဒါပေမဲ့အရင်တစ်ခေါက်တွေလိုမြေစိတ်မတက်ကြွတော့ဘူးအဖွာပြောတဲ့ပန်းချံအကြောင်းကိုပဲမြေတွေးနေမိတယ်ကောင်းတာပေါ့မြေရဲ့တွေးတတ်တာဟာလူဖြစ်တာကြိုးနဲ့တာပဲလူနဲ့တရဆန်ဘာကွာလဲဆိုတော့လူကအမားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့နှလုံးသားရှိတာပဲနေ့အဖိုးလဲစစ်သားပဲသူဆုံးကနေမှငါ့ကိုမှားသွားတဲ့စကားတစ်ခွန်းရှိတယ်ငါယူနီဖောင်းမှာသွေးစွမ်းခဲ့ရင်တော့အဲ့ဒီသွေးဟာပြည်သူသွေးမဖြစ်ပါစေနဲ့တဲ့မြေလေးအမိတ်ဆိုတာလူတယောက်ကပေးတာအမှန်တရားဆိုတာကတော့လောကကြီးကပေးတာမင်းမရွေးချယ်ခွင့်ရှိလာတဲ့တနေ့ကျရင်လူတယောက်ကိုကျင့်နှံ့အောင်လုပ်မှလားလောကကြီးကိုမျက်နှာသာပေးမှလားဆိုတာမင်းကိုယ်တိုင်ဆုံးဖြတ်ရလိမ့်မယ်အဖွာမြေကတိပေးပါတယ်မြေရဲ့လက်နက်ဟာပြည်သူကိုမျက်ရည်မကျစေရဘူးမြေဟာနိုင်ငံတော်ကိုကာကွယ်တဲ့စစ်သားစစ်ပဲဖြစ်စေရမယ်အေးအဲ့ဒီစကားကိုပဲငါကြားချင်တာမင်းတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာမင်းရဲ့တနက်ပြောင်းဟာဘသူ့ဘက်ကိုလှည့်နေတယ်လဲဆိုတာကိုအမြဲတတိပြုပါပြည်သူရင်ဘက်ကိုလှည့်ထားရင်အဲ့ဒါအမိတ်မဟုတ်ဘူးအဲ့ဒါအမှားပဲငါမြေငါမြေပန်းချံကိုစောင့်ရှောက်တဲ့သူဟာပန်းတွေကိုမနှမ်းချေမိဖို့အမြဲတတိထားရတယ်